အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Libra မှု LGBT Audio Book Channel နဲ့ပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်အခုဖတ်ပြပြီးမှာကတော့စာရေးသူချင်းရေးသားတဲ့စဘာဝရွှေဝင်းပါစေပန်းဒီတင်းပါစေဆိုတဲ့fiction လေးပေါ့နော်ဒီ fiction လေးကိုဆိုရင်ကျွန်တော်သဘောကျပါတယ်ဘာလို့လဲဆိုတော့တော့တဘာဝ fiction လေးဖြစ်နေတာကြောင့်ပါပြီးတော့ကျွန်တော်ဖက်လာတဲ့များတွေကဒရမာတွေများတော့ကြလေဒီ fiction လေးမှာကျတော့ရတာပေါင်းဆုံးခံစားရမယ်လို့လည်းထင်တယ်ခင်ဗျဒရမာ only မဟုတ်နေတော့လေနားထောင်ရမယ့်ပရိသတ်တွေလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျဥစွာပထမအနေနဲ့ကျွန်တော်ပေါ့လေစာရေးသူချင်းကိုကျေးဇူးတင်စကားပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကိုအခုလိုရုံကြည်ကြည်နဲ့ပေါ့နော်ဖတ်ခွင့်ပေးလို့တချို့စာရေးသူတွေကျွန်တော်ညင်းနေတဲ့အချိန်မှာကျွန်တော်ဟိုကြည်ကြည်ပြူပြူနဲ့ပေးဖတ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာစာရေးသူကိုလည်းကျေးဇူးတင်တယ်လို့ fiction ကိုပေါ့လေဝတ္ထုအနေနဲ့စာအနေနဲ့ပေါ့လေဘယ်လိုပြောမလဲဖတ်ထားတဲ့ပရိသတ်တွေကိုလည်းတောင်းပန်ပါတယ်เนาะဘာလို့လဲဆိုတော့ဇက်ကောင်ဇေယိုက်တွေမှာပေါ့လေကျွန်တော်ရဲ့အတန်အကြောင်းနဲ့အဆင်မပြေဖြစ်သွားခဲ့ရင်နားလည်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ပေါ့လေဒီစာအုပ်ကိုစဖတ်မယ်ဆိုတဲ့အချိန်မှာတော့ချင်းကိုခွင်တောင်းတဲ့အချိန်မှာငါ့ကိုပေးပါမလားပေါ့နော်အဲ့လိုမျိုးတွေးမိရဘာလို့လဲဆိုတော့ကျွန်တော်မှတခြားစာရေးဆရာတွေတတ်မှတ်ထားတဲ့အစမ်းတတ်မှတ်ချက်တွေနဲ့မကိုက်ညီသေးဘူးပေါ့လေအဲ့ဒါကြောင့်မလို့ကျွန်တော်ရုံကြည်ကြည်နဲ့ပေးရတဲ့အတွက်ချင်းကိုအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာaudio book တင်ထားစင်ပြီးဘဝအမော်တွေကိုပြေပြောင်းနိုင်ကြပါစေခင်ဗျာအားလုံးပဲကျမ်းမာရှင်လန်းပြီးတော့ဘေးရန်နေကင်းရှင်းကြပါစေစိတ်သွားတိုင်းကိုပါလူရင်းဆန္ဒတစ်လုံးတစ်ဝနဲ့ပြည့်စုံကြပါစေခင်ဗျာဒီဇက်လက်နဲ့မှာပေါ့နော်ကျွန်တော်အတန်ဒီသနာဖတ်တဲ့အခါမှာအစင်မပြေတာရှိခဲ့ရင်ထပ်ပြီးတော့တောင်းပန်ချင်ပါတယ်ပေါ့နော်အဲ့တော့ခွင့်လွှတ်ပေးပါနားလည်ပေးပါလို့ထပ်ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာစဘာဝရွှေဝင်ပါစေပန်းတွေတင်းပါစေအပိုင်း1တဖုံဖုံထူးရိုက်နေသောအဝိရှော်တန်နဲ့အတူငိမ့်ဝေအိမ်ထဲဝင်ကအမိတ်စီကပတ်စံတောင်းရင်ကောင်းမလားမတောင်းမနဲ့ဗီဒီယိုပြတဲ့စီကိုအကျွေးချန်ထားရင်ကောင်းမလားဆိုတာစဉ်းစားရင်ဝင်းတင်ဟန်ကြားကနေချောင်းချနေမိသည်အမိတ်ပုံစံအားကြည့်ရသည်ကတယောက်ယောက်ကိုစုံလဲလဲထည့်ပြီးကြိတ်ချင်နေသည့်ပုံစံမို့ငိမ့်ဝေအခက်တွေ့ရသည်ကြည့်ရတာအဖေအခုချိန်นี้ပြန်မရောက်သေးဘူးထင်ညနေနေဝင်လို့အဖေပြန်မလာသေးဘူးဆိုရင်အမေပုံစံကအမဲဖြတ်ဖို့စောင့်နေတဲ့ချင်းသေးတကောင်လိုကြောက်ဖို့ကောင်းလာသည်တရက်တလီလီဗီဒီယိုမကြည့်ရလို့ဘာမှမဖြစ်ပင်မဲ့ဒီပုံစံတိုင်းဆိုရင်အိမ်ထဲလည်းမဝင်ရပါထို့ကြောင့်ခြေတံကိုဖောက်ဖွာနေရင်အตาလှည့်ထွက်လိုက်တော့နောက်နာမှာသူ့နီးတူအိမ်ထဲကိုချောင်းကြည့်နေသည်အဖေဖြစ်သူဦးစိုးဝင်းကိုတွေ့လေသည်ငိမ့်ဝေကအဖေဖြစ်သူနာတိုးကပ်သွားလိုက်ခါအဖေအိမ်ထဲဝင်မနဲ့ဘာလုပ်နေရတာမင်းမေချင်းနေကြည့်နေတာပေါ့ကွာအဖေတခုခုလှုပ်လာလိုက်ဘယ်ရတာငါဘာမှလှုပ်တာမဟုတ်ဘူးဟုတ်လို့လားအဖေကိုကြည့်ရတာအမေမကြိုက်တာတခုခုလှုပ်ခဲ့နေတူတယ်နော်မင်းမေကစောစောပြန်လာခိုင်းတာငါအရှိတော့ပဲခြေဆက်နေလို့နောက်ကျသွားတာမင်းမေကြောင့်လည်းသိတဲ့အတိုင်းပဲနောက်ကျရင်ပူညံနေလေ။အော်မသိပါဘူးဗျာ။အဖေစီမှာ200လောက်ပါလား။ကျုပ်ဗီဒီယိုသွားကြည့်ချင်လို့ဗျ။တပြားမှမပါဘူး။ခွေးရင်စီကြက်သွန်ကိစ္စသွားပြောတာမှမင်းမေပေးလိုက်တာငွေ900ရတယ်။ဈေးစကားပြောရင်းနဲ့လက်ဖေးလိုက်တိုက်တာနဲ့ခွေးရင်ကဆိုင်အောင်အကျွေးနေကြံခဲ့သေးတယ်။အဖေလက်ဖေးရတစ်ခွက်ကိုမှ150ဘူး။ဟာကျန်တာထက်တရာလေးအကျော်လေးပါသေးတယ်လေကွာမင်းတော်တော်ရှာရှည်ရဲ့မိချောင်းမှသာပဲအဖေဖြစ်သူစကားကြောင့်ငိမ့်ဝေစသွားခြင်းကပတ်စိုးကိုတင်းတင်းလေးပြန်ဝှက်လိုက်ပြီးကြက်ပေါင်ဖက်နှက်နှစ်ခုကိုလက်မှာရှိုးလိုက်သည်အမေရေအဖေကလေအမေကိုမိချောင်းမှတဲ့ကျုပ်ကိုမိချောင်းမှသားတဲ့အဲ့လိုပြောနေရပြို့ဟာဒီကောင်ကွာကိုစိုးဝေငိမ့်ဝေအော်ပြီးပြေးတယ်နဲ့အတူအမေဒေါသတကြီးအော်တန်ထွက်ပေါ်လာတော့ငိမ့်ဝေတယောက်သဘောတကျရင်းရွာလေပိုင်းကဗီဒီယိုပြသည့်အိမ်ကိုတုတ်ချီတင်ပြေးရသည်ပတ်စံမပါပေမဲ့မတက်နိုင်ပါဒီညတော့အကျွေးချီရပြီလိမ့်မည်ကိုစိုးဝေကျုပ်တော့ခေါ်နေရလေတော်မကြားတာလားကြားပါရဲ့ကွာဘလို့ဖြစ်လို့အော်နေရလဲဘယ်ချိန်ရှိနေပြီလဲပြောစမ်းမအောင်နေ့ခင်းကလေးကစက်သွန်စကားပြောမယ်ဆိုပြီးထွက်သွားတာအခုနေတောင်တကြားမင်းဖင်နဲ့ဝင်းနေပြီသိလားတော့
မိမလည်းကွာစက်သွန်စကားပြောပြီးပြန်လာတော့အရှိတော့ငနိုင်တို့တဲကိုခဏဝင်းနေလို့ပါကွာအဲ့ဒီကောင်ရေရင်းတူးကျင်လို့တိုင်မင်လို့ဟေးငါ့ကိုခေါ်ထားတာအဲ့နဲ့ငါလည်းသွားပြီးနားထောင်နေလိုက်တာငနိုင်တို့တဲဆိုတော့ထိုင်းရီချက်တဲ့စီမလားထညက်လည်းချက်ပါတယ်ကွာကျုပ်သိတယ်ရှာမရှိနဲ့ပေးပိုတဲ့ပတ်စံဟမ်ဘာဟန်လဲကျုပ်နေကန်တော့900ပေးလိုက်တာပါဟာမင်းပေးတဲ့ငွေ900လေးလက်ဖေး3ခွက်ဖို့ပဲရှိတယ်ကွတကယ်တော့သူတို့စီကလည်းဝယ်ရအောင်မယ်သူတို့ကမတိုက်လိုက်ဘူးလားဟင်တော့ကျုပ်ကပတ်စံလေးတော့ပါသွားမှာပါဆိုပြီးထည့်ပေးလိုက်တာပါရှင်တကားခံဖို့မဟုတ်ဘူးနော်လက်ဖေးတကားကြီးရဲ့မင်းရလဲကွာဘာမှမဟုတ်တာလေးကိုပြောနေရပဲရှင်ကျုပ်ကိုအတော့မတက်နဲ့နော်ပတ်စံကိုချွေတာသုံးမှနောင်ရေးဆိုတာမပူပင်ရမှာပေါ့ကျုပ်သေးချာမစီစင်လေနောက်နှစ်ရေရင်းတူးမဲ့အတွေ့တော့ဘလို့လို့ဖြစ်နိုင်တော့မလို့ဟမ်ပတ်စံအောင်များလေတကြားမင်းဖင်နဲ့နှိုက်နေမြထင်ကြလားမသိပါဘူးတော့မိမလဲကွာဦးစိုးဝင်မျက်နှာကြီးရှုံမဲ့ကခေါင်းကိုတပြင်းပြင်းကုပ်ရင်းနဲ့တကြားမင်းအစားဖင်ချင်ရသည်သူမိမကကြည်ရတာဘယ်ဘဝကများတကြားမင်းကိုမကြည်နဲ့လည်းမသိပါလာတော့သူအချောလာလေးကိုမှယူထားမိတော့လေတခါတလေဆိုအပြောခံရအောင်တတ်ပေါ့ကိုရွာမှာလဲလဲဆောင်ကူးသူအချောတွေရှိပါရဲ့နဲ့ရွှေဘိုဘက်စက်သွန်သွားပို့တော့စုံခဲ့ရသည်လာတော့သူလေးကိုမှမြေတာစိတ်ရှိုးဖိတ်ခဲ့ပြီးတော့ဒုက္ခလက်လာလေးကိုခံစားရတော့တယ်ဘာမှပြန်မပြောရတဲ့သူမဟုတ်သူပြောသည်များငုံခံရသည်မိမိအဖြစ်ကိုပဲရွာကလူတွေကဦးစိုးဝေကြီးကမိမကိုအယမ်းချစ်တာပဲဆိုပြီးနောက်ွယ်မှာပြောတတ်ကြတယ်ရွဲ့ပြောတာလားချီးကျူးတာလားမသိပေမဲ့သူတို့အဲ့လိုပြောတိုင်းမှာမိချောင်းမာသားကတော့တခွိခွိနဲ့အဖေဖြစ်သူကိုကြိတ်လောင်နေရလေကိုစိတ်နှလုံးအေးချမ်းပြီးငြိမ်းချမ်းမှုတွေဝေစာရအောင်လို့ရှင်ငိမ့်ဝေလို့ပေးခဲ့တာတော့ဒူးနာသားလေးကဖေးယိုဆိုခဏခဏကြောက်တွန်းတတ်တယ်တရွာလုံးကလူတွေတောင်တစ်ခါတလေသူ့လက်ကမလွတ်ပါဘူးတော်တော်ကိုမွေးရကျုံတဲ့မိချောင်းမာသားဒူးမနာသားလေးကိုငိမ့်ဝေဘယ်သွားမလို့တော့မြပတ်စံမပါလို့ရွာအဝင်ဝကဖះကိုသွားပြီးဟိုကောင်စိုးလင်မောင်တို့အိမ်အပြန်ဝင်ရင်ကောင်းမလားတွေးနေတော့ရွာတောင်ပိုင်းကငမွေတို့လေးအတန်ကြောင့်ဟေးဗီဒီယိုသွားကြည့်မလို့လေကွာမင်းကဘာလောက်တာတော့ကွာကျုပ်ကမမစိမ့်လက်တွေကိုသွားရှုံးမလို့လေဟေးအသက်က9နှစ်သားရှိသည်ဟန်ပါပါမျက်ခုံးလေးကိုပင်ပြီးပြောလာတော့ထိုကောင်ပေါက်စာကိုကြည့်ပြီးတော့ငိမ့်ဝေအော်ရီခြင်းမိသည်စီရွှဲနေသောသပင်ဘိုးကြီးကိုဘေးကိုပိနေအောင်ဖိထားပြီးသူ့အမေမက်ခင်စောလိမ့်ပေးလိုက်သည့်တနက်ခါတွေကမျက်နှာနဲ့အပြေပါမျက်လုံးပေါက်လေးရဲ့စီကွက်နေတဲ့နှကန်းပိစီလေးရဲ့ကလွှဲရင်တနက်ခါတွေထူးပြစ်နေပြီးမျက်ခုံးပေါ်ကိုမျက်ခုံးမွေတောင်မမြင်ရပါမျက်တောင်ပြားတွေအထိတနက်ခါတွေတင်နေသည်ထိုငမွေရိုးလေးနာမည်ကဂျွန်စောအောင်နဲ့မက်ခင်စောမြင်းမှုတက်ပြီးသူ့ကိုခွဲမွေတော့ကဈေးရုံမှာပြခဲ့တဲ့ကိုရီးယားကားရဲ့မင်းသားနာမည်ကိုကြိုက်လုံးလုံးပေးထားတယ်လို့သူတို့မေးကြည့်တော့ကသိရသည်လူကသာလက်တောက်လောက်ရှိသည်မနက်မိုးလင်းကစားညနေအထိတနခါပါမှတန့်ပြန်နေမှနေတတ်သူကအရွယ်လေးနဲ့မလိုက်ရွာရဲ့ပန်းတောင်ကိုင်းဖြစ်တဲ့စိမ့်လယ်နှွေးကုန်းမှသဘောကျရတယ်တော်တော်အမြင်ကက်စရာကောင်းတဲ့ကလေးလေးပါဘလို့လဲလမ်းတူနေရတူတူကျုပ်နဲ့သွားကြမလားအခုချိန်ဆိုမမစိမ့်လယ်နေရှိမှမုံရောက်နေပြီဗျညနာနှက်လာလေးကိုငေးပြီးဇီးတုပ်လေးလဲသွားဝယ်စားမလို့အမိတ်စီ50တောင်းခဲ့တယ်50လေလား50နဲ့မင်းကဇီးတုပ်စားပြီးပြန်မလို့ပေါ့လေ50တဲ့ဟုတ်ပါဘူးကျုပ်အဖွားပေးထားတဲ့မုံဖို့100နဲ့900လည်းရှိသေးတယ်ဝါမင်းကတထေးပေါက်စားလေးပဲကွာကျုပ်ကမမစိမ့်လယ်နယ်ကိုပိုးပန်းနှဖို့နဲ့တင်နှောင်းမို့စုထားတာဗျအမေမင်းဟာတဲဟုတ်ပါလားကွာလူကတော့နိုးနေမစင်သေးဘူးတင်နှောင်းမို့တွေဘာရင်းနဲ့ပါလားဒါဆိုကွာငါ့ကိုငွေ100ချီမနေ့ကျရင်အတုံးနဲ့150ပြန်ပေးမယ်သူပြောလိုက်တော့စဉ်းစားနေတဲ့ဟန်နဲ့ငြိမ်ကျသွားတဲ့ငမွေတို့လေးကရှော့100နော်မနေ့ပြန်ကျရင်150ပေးရမှာနော်မပေးရင်ကျုပ်ကကြီးတော်စီလားတောင်းပါဗျအေးပါကွာအေးပါပြန်ပေးမယ်ဟုတ်ပြီလားလာသွားစို့နေရမြပဲနေမယ်မင်းမမစိမ့်လက်တွေရှေ့ဆုံးမှာဗီဒီယိုကြည့်တာကွာမင်းရောသူ့နာသွားမထိုင်ကြုံလားအနာတော့မထိုင်ရပါဘူးဗျာကျုပ်ကရှက်တယ်ဗျမမစိမ့်ကပါးလေးဖဲလိုက်နားလေးဖဲလိုက်နဲ့ကျုပ်ကိုကလေးကြနေရပဲဟေးဟ
ဟုတ်ပါပြီလူကြီးရမင်းကဘာမှကိုမပြောရတော့ပါဘူးလူကပဲစိလောက်ရှိသေးတယ်ဟိုဟာနွားလောက်ဖြစ်နေပြီငင်းဝေပြောရင်းနဲ့ပကုံးကနေဆွဲကခေါ်သွားလိုက်တော့ရှိုးပြက်လိုက်မည်ဆိုကလက်ကိုအချင်းဖယ်ချသည်ငင်းဝေတို့ဗီဒီယိုပြသည့်အိမ်ကိုရောက်တော့စိုးလင်းမောင်ကိုမုံရောင်းသည့်နားမှာတွေ့ရသည်စိုးလင်းမောင်လည်းစိမ့်လည်နေကိုကြိတ်ကြိုက်နေသည်ဖြစ်တာကြောင့်ဟိုကတော့သူ့ကိုဘဲချားမှမညက်ပါဟဲ့အောင်စိုးအေးငင်းဝေမင်းဗီဒီယိုလာကြည့်ရလားမဟုတ်ဘူးဟေးပြင်းလို့လားထိုင်တာအော်ဗီဒီယိုလာကြည့်မှမြင်တာနဲ့မေးလာတာကြောင့်ငိမ့်ဝေရွဲ့ကပြောလိုက်သည်ကောင်းငိမ့်ပြပြီးစိမ့်လွင်တဲ့ဘက်ကိုပြန်လှည့်ကသွားကြည့်ဖြီးပြသည်ငိမ့်ဝေစိတ်လွေစားဖြင့်ဗီဒီယိုကြည့်ရန်လွတ်နေသည့်နေရာမှာဝင်ထိုင်သည်ဒီနေ့ပြမည်ဇက်ကကြော်ဟင်းရဲ့ဇက်ကဗီဒီယိုကြည့်ရတာဝါသနာအလွန်ကြည့်တော့နေတိုင်းဒီပါလာကြည့်ဖြစ်သည်ညနေတိုင်းပတ်စံတောင်းသည့်အချိန်တိုင်းအမေနှင့်စကားစစ်ထိုးရလွန်းလို့ထိုအားတွေကိုသာထဲထိုးတဲ့နေရာမှာအတုံးချပါကအတော်လေးပြီးနိုင်လောက်လေသည်ကျွန်းစောသူ့မျက်လုံးနဲ့ကန့်လန့်ဖြစ်နေသည့်မမစိန်ဘေးမှာရပ်နေတဲ့သူတို့တဲကနထီးကြီးစမြုပ်ပြန်နေသလိုသွားပြေးကစကားပြောနေတော့ရွာနောက်ပိုင်းကလူကိုကြည့်လိုက်ပြီးမမစိန်ရှင်ပြောပါအောင်ကျွန်းစောလေးရဲ့ဇီးထုတ်လာဝဲရလားဟုတ်တယ်ဗျကျုပ်ကိုဖိုးဝါလုံးစီတော့90တန်လေးပေးပါအောင်ဟုတ်ပါပြီရှင်ရော့ဒီမှာဖိုးဝါလုံးစိုးလင်းမောင်သူ့ကိုယ်တောင်ထိုးထိုးပြုံးကစကားမပြောဘူးတော့စိမ့်ကိုကြည့်ပြီးမျက်နှာသားအနှဲငယ်မှရရဟုတွေးကကျွန်းစောအောင်မင်းကိုဘယ်သူလိုက်ပို့ရလဲအပြန်ညငါလိုက်ပို့ပြရမလားခလေးတယောက်တည်းညာကြီးမှုချုပ်ပြန်ရဲလို့လားထိုးထိုးမေးလိုက်တော့လဲမကြင်တဲ့တလို့တစ်ချက်ကြည့်လာသည့်ကလေးလေးကမသိရင်ရီးစားလူပဲကြာနေတာပဲဒီကလေးရတော့ကွာမမစိမ့်လိုက်နယ်ရှင်ဗီဒီယိုပြမယ့်နေရာမှာနွားတကောင်လွတ်ထားလားဟေးမလွတ်ပါဘူးကျွန်းစောရဲ့နွားတွေကဟိုဘက်မှာလေနွားတဲထဲမှာဘာဖြစ်လို့လဲလွတ်နေတာကိုတွေးလိုက်လို့လားဘယ်နားမှာလဲကျွန်းစောဘေးကလူစီမျက်လုံးစောင်းကြည့်လိုက်ရာထိုလူကလည်းသူ့ကိုကြည့်နေသည်နဲ့ဆုံသွားသည်ကျွန်းစောခက်တီတီပဲစိုက်ကြည့်ရင်ခေါင်းလိမ့်စီပြိနေသည်စပင်းကိုတစ်ချက်တက်လိုက်သည်အစတုန်းကကျွန်းစောလေးပြောစကားကိုတေချာနားမလဲတော့လေအကြည့်တွေကြောင့်သဘောပေါက်သွားသောစိမ့်မှာတော့ပါဇက်ကိုလက်နဲ့အုပ်ပြီးအသာရှိလိုက်ရသည်စိုးလင်းမောင်မှာတော့သူ့ကိုကြည့်လာသည့်ဒီကလေးကြောင့်ဇဝေဇဝါဖြစ်နေတော့ထားရသောစိမ့်ကြောင့်သဘောပေါက်ပြီးမျက်နာကြီးရဲသွားကထိုတကောင်သားလေးကိုဂုတ်ကဆွဲပြီးအချက်90လောက်ကင်ပေါက်ချင်တော်သည်ဟဲ့အောင်မင်းမသူပြောရလဲကျုပ်ပြန်တော့မမစိန်ဒီရွာလန်းနေဟာကျုံငငယ်တဲ့တယောက်တည်းပြန်နေကြမမစိန်မစိုးရိမ်ပါနဲ့ကျုပ်တယောက်တည်းပြန်ရဲတယ်တွားတော့မယ်မနေ့ပြန်မှာမမစိန်စီကျုပ်ထက်လာခဲ့မယ်နော်စီးတော့ကိုကိုင်းပြီးချက်ပေါင်ဖက်နှက်ပီးစီလေးကိုစီးထားတော့ကျွန်းစောအောင်တယောက်ခက်တီတီပဲတယောက်တည်းထွက်လိုက်သည်အချစ်အတွက်ဆိုညာမိုးချုပ်လဲသူမကြောက်တရေလည်းမကြောက်ခွေးလည်းမကြောက်ဘာမှလည်းမကြောက်ပေသူကြောက်တီကမမစိန်စိန်ကားသွားမှာကိုပဲဆိုလင်မောင်မတော့ထိုးပေါက်စနာကိုကြည့်ပြီးဒေါသတွေထွက်လာကပြေးကန်ချင်းစိတ်တွေတဖွာဖွာလက်တော့လောက်လေးကသူ့ကိုမထီမဲ့မြင်လှုပ်သွားရည်သည်နောက်တစ်ခါလမ်းမှာတွေ့လို့ကတော့သူ့အမေမက်ခင်စော်မျက်နှာလည်းမထောက်မှတ်လောက်သားလောက်ကိုစုံးမပေးလိုက်မည်ကိုဆိုလင်းမောင်ခင်ဗျာကလေးကိုမကြည်မနှက်နဲ့လိုက်ကြည့်မနေပါနဲ့ဗီဒီယိုကြည့်ဖို့လာတာမဟုတ်ဘူးလားကြည့်ဖို့ဆိုရင်တော့ကြွတော့ကြွပြီနော်ဆိုလင်းမောင်သွားဖဲပြီးရီးပြလိုက်ရင်ငိမ့်ဝင်နာမှာသွားထိုင်သည်ညနေတိုင်းကြီးတော်စီကပတ်စံတောင်းပြီးဗီဒီယိုလာကြည့်တယ်လို့နဲ့စိန်ကိုလာပိုးနေသည်သူ့အဖြစ်ကအခြေအနေဘလုံးမှမတူတတ်စိန်ကပေါ်တင်ညင်းလိုက်တွေ့ဝိုက်ညင်းလိုက်ပြောင်းညင်းလိုက်နဲ့သူ့ကိုအခွင့်အရေးလုံးဝမပေးပါရုပ်ဆိုးလိုများဟုတွေးမိတိုင်းမှန်ကိုပြေးကြည့်တော့လဲမှန်တဲ့ကအပူပင်ကင်းတဲ့လူမင်းလိုမျက်နှာချောချောတောင်ဟုတ်ဟန်မတူဖြစ်နိုင်သည်ကသူ့နှလုံးသားလမ်းကြောင်းမှာကျွန်းအကြီးကြီးတွေမကလဲချောင်းကူရတရွာလုံးခံနေသည်လားထင်ရတယ်ငင်းဝေတို့ဗီဒီယိုကြည့်ပြီးသွားတော့ည8 နာရီထိုးသွားလိမ့်ပြီရွာเจ้าကအချက်ပေးတဲ့မောင်းတံကိုကြားရသည်ငင်းဝေမင်းအိမ်တန်းပြန်မှာလားအေးလေဘာဖြစ်လို့ငါတို့ရွာထိပ်သွားအောင်လေဘာလို့ဖူသွားမှာလဲမင်းကဟာအဲ့ရနေကြည့်ရင်အရှိတော်အရှိဘက်ကလေတော်ကြီးတဲ့စုံမိတောက်တောင်မြင်ရတယ်တဲ့အဲ့လိုပြောနေကြလို့ဟုတ်မဟုတ်ငါသွားကြည့်မလို့ပါကွာတော်ပါပြီငါတော့မလိုက်တော့ဘူးအမေကငါ့ကို9 နိုင်မထိုးခင်ရောက်လာခဲ့တဲ့မဟုတ်ရင်ငါ့အမေရဲ့ဒေါသနဲ့စုံလေထဲမှာထဲ့တောင်းခံနေရလိမ့်မယ်မ
မနေ့ပြန်မနေ့ကြော်မဲ့အကြော်အားလေငါဖြစ်သွားလိမ့်မယ်ကွာနေကွာနေပါအောင်မင်းကမကြောက်ဘူးလားစိုးလင်းမောင်ရင်ဘက်ကိုလက်နဲ့ပုတ်လိုက်သည်ယောက်ျားကွာဖားကြောက်เสียရှိလေရွာနောက်ကတင်းချိုင်းမှာတော့ငါးပါးရင်နဲ့အတူတူငါးညာကင်းဆောင်လာတာလေနေကင်းကြောင်းတောင်ကြီးဥဖိုးလေးတို့တနက်ခါကြံဘက်ကိစ္စလေးရှိလို့ခဏခေါ်တာတော့မလိုက်ရဲတဲ့အကောင်ကစကက်ကြီးကြီးပြောတော့ငိမ့်ဝင်အမြင်ကတ်တာအမှန်ပါမကြောက်ရင်လည်းပြီးတာပဲငါကြားတာရှိရဲ့မင်းသိကျင်လားဟမ်ဘာကြားတာလဲရွာထိပ်ကနေလမ်းမြင်နေတဲ့လမ်းလေတက်တဲ့ရလေထနှောင်းမင်ခွာဆောင်ရင်သိလားအေးအဲ့ဒီခွာပင်ကြားထဲမှာညဆိုဆက်လက်မိကြီးတရေရဲ့နဲ့ငုတ်တုတ်ကြီးထိုင်နေတာတဲ့ကွရှာကြီးဖြန့်လိုက်ရင်ငါတို့ရွာထိပ်ကြီးရောက်တယ်တဲ့နားတစ်ဖက်ဆိုမင်းတော်ဝင်းလို့ရတယ်ဆိုပဲကွမင်းရှောက်ပြောနေမလားအာရရှောက်ပြောစရာလားမလဲတာဘက်ကပြန်လာတဲ့ကိုသိန်းထီတို့လင်မြန်းတယောက်ဆိုတော့လေမျက်စိနဲ့တက်အမြင်ခဲ့ရတဲ့သူတို့တောင်ကြောက်ပြီးညဘက်ပြန်မလာရဲဘူးတယ်လေမင်းမကြောက်ဘူးဆိုလို့ပြောပြတာပါတကယ်ဟုတ်မဟုတ်ကိုတော့မင်းငါ့အတွက်လည်းကြည့်ပေးခဲ့ပါဦးနော်ကြားလားဆိုလင်မောင်လိုက်ရအောင်မှာဒရီတွေကိုအသားမျိုးချရင်ရွာထိပ်ဘက်ကိုလှမ်းကြည့်လိုက်ရာချက်သိန်းနေထားလေသည်အော်ငါမိတ်နေတာကြီးတော်ညကြဆော့ပြန်ခဲ့တဲ့ကြီးတော်ဆိုမှဆိုလို့ငါတို့ပြန်ကြမယ်လေကွာငင်းဝေရှိချင်းသည့်မျက်နှာကြီးကိုအမောင်ကြီးနဲ့꿰ထားရင်ပေါ့ဟင်မင်းပြောတော့စုံမိတာကိုကြည့်အောင်မယ်ဆိုဒီနေ့ကလာစမ်းမရှိတယ်လေကွာလာပြီလောက်ကွယ်မှာမြင်ရတာတဲ့ငါမိတ်နေတာလာသွားကြစို့ကြီးတော်စောင့်နေလိမ့်မယ်ပြောရင်းနဲ့လဲပင်းကိုအတင်းဖက်ကမြန်လျှောက်သွားတော့ဆိုလင်းမောင်ပုံစံကိုကြည့်ပြီးတော့ငင်းဝေတယောက်ရှိချင်းစိတ်ကိုမနေထိန်ရသည်အိမ်ရောက်ရင်ကြားရတော့မြည်အမေအတန်ပူညံကိုတွေးမိတော့ငင်းဝေချီလန်းများတိတ်မတက်ကြတော့ပါအပိုင်းနဲ့ဒီနေ့ကလာပြည့်နေဖြစ်တာကြောင့်ငင်းဝေဟိုးနှကောင်နဲ့ရွာနောက်ပိုင်းကမိုးမီဆဲကြီးစီမှာစုံကြဖို့ချိန်ထားဖြစ်သည်မိုးမီဆဲကြီးကိုဆိုရသည်မှာအကြောင်းရင်းကတော့ထိုးဆဲကြီးကငားရီကပက်လဲကျဲဝန်းကအမြဲဟီမပြတ်တာကြောင့်ပါတဘာဝဆဲကြီးဖြစ်နေတာကြောင့်မိုးရွာသည့်အခါမှသာရွာရှိဆဲများကမ်းများကရေရှိတတ်တာဖြစ်တော်လဲထိုးဆဲကြီးကတော့ရှေ့မိုးကနေနောက်မိုးမီအောင်ထိရေရှိတက်ခါမကြီးပင်တွေပတ်လည်မှာရှိနေတာကြောင့်အရေးအာဝါဒကောင်းမွန်ပြီးကာလာသားတွေအကြိုက်ဖြစ်နေသည်လာပြင်းညတွေဆိုထိုးဆဲပေးသွားပြီးတော့အဖွဲလိုက်တောက်စားတာတွေတချင်းဆိုတာတွေလုပ်လေရှိသည်ငိမ့်ဝေကတောက်လေတောက်တာမရှိပေမဲ့တခါတလေစိတ်ပါရင်တော့ထိုင်ရင်တစ်ဖလားလောက်ကတော့တောက်တတ်သည်တန်ဒီစိုးလင်းမောင်နဲ့ကြုံမိုးသိန်းတို့ကတော့ခွေးဖြစ်နွားဖြစ်ပစိုးတခြားဖက်နဲ့တခြားဖြစ်အောင်ထိတောက်တတ်ကြသည်လဲချောင်းကူရွာလေးကအင်ချေတိတ်မများပေမဲ့ပြောဖို့ကောင်းသည်ညနေဆောင်နေအိမ်တိုင်းကရေနံစီမီများထွန်းညာပြီးကလေးပေါက်စာတွေနဲ့ကာလာသားပေါက်စာတွေကတော့လမ်းပေါ်တယုံပေါ့ဘာရင်မဟုတ်ပဲပန်းအောင်ငိုင်းပိုးတာလို့ရွာထိပ်ကဖျားသွားတာလို့ရွာနောက်ပိုင်းကိုသွားတာလို့ရွာလေကဘုံကြီးတို့အိမ်လေကအပြိုတွေစုပြီးမုံလုံးစားတာကိုတွားချောင်းကြည့်ကြတယ်လို့ဖြင့်လူပြိုလှဲ့လီရှိကြသည်တဏီကင်းလုံးပင်ပန်းခဲ့သည်များကိုညမှာအချင်းယူကအနားယူကြတာမို့လူကြီးတွေကတော့နေဝင်လျင်ညနေစာစားပြီးတင်နေအိယာဝင်လေးရှိသည်မနက်ဆိုလင်းလဲလင်းကြံမတွန်းငင်းကထခါချက်ခါပြုတ်ခါပြုတ်လို့သူတွေကြောင့်မိုးမလင်းငင်ထမင်းဟင်းအကုန်ချက်ခါရာရဲစင်းနေနဲ့ထမင်းတောင်ကိုစီနဲ့ပေါ့ချောင်းရှိပေမဲ့တဲချောင်းဖြစ်နေတာကြောင့်နှွေးဆိုတိမ်ငေါနေတတ်တာမို့ငါးစားရသည်ကရှားလာသည်မြို့ကိုတက်သည့်အခါမှသာလျှင်ငကြောက်ငစနေများဝယ်ယူပြီးချက်စားဖြစ်သည်အသားကတော့အမဲပေါ်လိုက်ဝက်ပေါ်လိုက်ဖြင့်တခြားရွာတွေကလာရောက်သူတွေရှိတာမို့တိတ်မပြက်လက်ပါအပေါ်ဆုံးကချက်သားနဲ့ကြက်ဥပေါ့ငင်းဝေတို့အိမ်မောင်စုပေါင်းနွား9ကောင်ရှိသည်2ကောင်ကအထီးဖြစ်ပြီး3ကောင်ကအမပါမနစ်ကတသားကြထားတာမို့အမလေးတစ်ကောင်လည်းငယ်သေးသည်နွားเจ้าနာကအဖေတာဝန်ဖြစ်နေတာကြောင့်သူကတော့နွားစာစင်းနွားချီကျုံအဆရှိသည့်တောက်တူမရအပြင်ကြက်သွန်ခင်းကိုလည်းတွားကြည့်ရသည်ရွာကလူတွေအကုန်လုံးမှာကိုပိုင်ရာတွေရှိတာမို့ကိုရာကိုလှုပ်ယုံဖြင့်အငားလိုက်သည့်လူတွေဟု၍တိတ်မရှိလာပါမလဲတာတို့ကန်ရင်တို့ဘက်ကိုတော့စောင်းနေမှသာရွာကမိန်းကလေးတချို့ကွန်းရွက်ကိုလိုက်လေရှိသည်ငင်းဝေတို့ရွာမှာကွန်းကြံတွေအများကြီးပိုင်သည်ကရွာသူကြီးဦးကျော်ကြီးပင်ဖြစ်သည်
ရွာ၏မျက်နှာဖုံးကက်စီနဲ့ဖြစ်သည့်အလျောက်ဦးကျော်၏ပိုင်ဆိုင်မှုများကတော့နေရာထိုးမလွယ်ပါလူပြိုကြီးဖြစ်တာမို့ကိုလည်းမတတ်ထားသူများကိုလည်းမတတ်ထားဆိုပေမဲ့ရွာအကျိုးနှင့်အလူတန်းများတွင်တော့စိတ်ပါလက်ပါအကုန်ကြခံတတ်သည်တူကျော်စောဝင်းကရွာကနေတဦးတည်းထွန်းပေါက်သွားသည့်လူဖြစ်ပြီးတင်းမောလိုက်နေတာမို့တင်းမောသားကိုတမတ်တော်ခြင်းသူကခတ်များပြီနေ့စဉ်ပိုးလေးရှိသည့်ဒေစီအစ်စ်အစမ်းများကိုမြင်းမူတက်ပြီးစားတိုင်းမှာတွားထုတ်လေးရှိသူကရွာပြန်ရောက်လင်တော့တခိုးရွှေရတပြပြဆိုသလိုကြွားလို့ပြလို့မပြီးပါထိုအချိန်ဆိုရင်တော့ငိမ့်ဝေတို့တွေမပြောနဲ့ရွာကခွေးလေးကိုတော့လူကြီးအိမ်ကဖြတ်မလျှောက်ရဲပါဘူးညီမကြီးဟေးမဲလုံးကြီးဒီမှာလေမင်းတို့ကိုကြီးငါတို့တင်းမောသားကြီးကပို့လိုက်တာလေကွာပို့ဖက်နဲ့လေပို့ဖက်နဲ့ထို့သောဖြင့်တွေ့ရခွေးနဲ့လူတွေပါမကြမ်းဝိုင်းထဲဝင်စီပြီးမုံလေးကျွေးပြီးတော့ဧခန်းကကြွားဝါတတ်သည်ဒီနေ့လေလာပြီကျော်လင်းသူ့တူစီကလေရီယိုကက်ဆက်အကြီးကြီးပို့လိုက်မယ်ဟု၍သိရတာကြောင့်အကြုံကြွားမှုစတင်နေပြီအမေကလဲချောင်းကူးသူမဟုတ်ပေမဲ့လဲချောင်းကူးသူတွေထက်ပိုပြီးတော့လဲချောင်းကူးသူနှင့်တူလေသည်ရွာကိုထိလင်လုံးဝမကြိုက်လာတော့ကိုအလဲပတ်ပြန်ဖြစ်သည့်အချိန်တွင်တော့နှက်ခေါင်းပေါက်ထဲကနှစ်ချေးပတ်လောက်ရှိတဲ့ရွာသည်မှာဘာစည်းဝါးကြီးကဖြစ်မှာတော့လာတော့ကိုပြောင်းလာခဲ့ဟုအကြီးတို့ကပြောလင်လုံးဝမကြိုက်ပါနှစ်ချေးပတ်မကလို့နှက်ခေါင်းထိတ်ကစားဝက်ချံဘူးလောက်ပဲရှိလဲချောင်းကူးကနေမပြောင်းနိုင်ဘူးဆိုကရှောင်းနောက်စရုံးပါဆိုသည့်စကားအတိုင်းစရုံးလေးကဥယျာဉ်ပြားကိုပုံမှုချစ်တွန်နေသည်ငင်းဝီကတော့လှတော့နဲ့ဒီဘဲပြောမလဲလို့မေးရင်တော့ရှင်းရှင်းလင်းလင်းဒီရွာလေးမှာပဲပြောမွေကြောင်ဖြေမိမယ်အမေဝမ်းတွေကထွက်လာကြတဲ့ကဒီရွာလေးရဲ့တန်ရှင်းတဲ့လေကြည်လင်လှတဲ့ရှိနဲ့ဘောကျွဲဝါသောတဘာဝဓာတ်များကြောင့်လဲချောင်းကူရွာလေးကသာသူ၏မိတင်းရာဖြစ်သည်ဘာကြီးဖုန်ကြီးစီစာတင်ခဲ့ရသည့်ငယ်ဘဝကကျင်းစာခဏခဏမိတာလေးတွေဖျားစာမရလို့ထိုင်ထလုပ်ခဲ့တဲ့အချိန်တွင်မူလရန်စကြက်တဲ့အချိန်ကျောင်းမသွားပဲဘာကြီးရွှေနဲ့အတူစိတ်ကြောင်းလိုက်သွားလို့အမေခုံပနက်စာကိုအဝတီးခဲ့ရတဲ့အချိန်တွင်အမျိုးစုံသောအမတ်တရားတွေနဲ့အတူလဲချောင်းကူးရွာလေးကသူ၏နှလုံးစိတ်ဝင်အတွင်းနက်နက်ရှိုင်းရှိုင်းတည်ရှိနေသည်ခဏတစ်ပြုတ်လှတော့ကိုအလဲသွားတဲ့အချိန်တွေမှာဆိုကျင်းဆက်ကြနဲ့ရိုက်ထုတ်နေသလိုခဏခဏပြန်ပြေးခြင်းစိတ်ကများခဲ့လိပြီငင်းဝေအိမ်ရှိမကြီးပင်အောက်ကကိုပြစ်ပေါ်မှလှည့်ရင်းနဲ့ရွာအကြောင်းနဲ့သူ့ရဲ့ငယ်ဘဝကိုပြန်အောင်မိနေပါသည်တာငင်းဝေပြားမိငါ့ကိုငပိတို့လေးသွားဝယ်ပေးစမ်းမအောင်ဟာဟင်းချက်နေနဲ့ငပိကုံတာမိနေလို့ဘလောက်တန်လဲအမေရဲ့ဘာတစိတ်လဲဟမ်မိပုတ်ဆုံမတစိတ်ပေါ့90တန်လေခဏခဏဝယ်နေရတဲ့ဟာကိုမှတ်မထားဘူးလားနင်ကကျုပ်ကမှတ်ထားတာမဟုတ်ဘူးဗျအရင်တစ်ခေါက်က90တန်ဝယ်လာလို့ကျုပ်ကိုအမေဆဲသေးရဲ့လေ100တန်ဘာလို့မဝယ်ခဲ့လဲဆိုပြီးတော့အမေမိသွားတော့မဟုတ်ပါဘူးနော်အရစ်မရှိနဲ့ရှော့ဒီမှာ200တန်ငပိရဲ့အချုံမုံရဲ့90တန်စီဝဲခဲ့နော်ပိုတဲ့တရားငါ့ကိုပြန်အပ်ရမယ်နင်ဘက်တာတွေများနေပြီနော်ငိမ့်ဝေအမေကလည်းဗျာတားမိချင်းချင်း100လေးတောင်မပေးချင်ဘူးလားအမေကုသို့မလိုချင်ဘူးလားဟင်ဘာကြီးဖုန်ကြီးပြောထားတယ်လေအမေရဲ့အားနေသူကိုစွန့်ကြဲရမယ်တဲ့100လေးစွန့်ကြဲလိုက်တာနဲ့နက်ပြည်မှာအမေနာမည်လေဒေါ်ခက်ခက်ငိမ့်ဆိုပြီးတော့အမေနာမည်နဲ့လေနေပန်ကြီးပေါ်လာမှာအဲ့ဒါကိုသိလားဟဲဒီတောက်ကလေးရတော့လေတော်တော်ကိုရှာကြောရှိပါလားသွားအမေကိုဘာလို့ဆဲတာတော့ဗျငိမ့်ဝေစကားဆုံးနေနဲ့အမေတတိတသန်းဆဲတန်နဲ့အတူရှောင်းမပြန်ကြီးလွင့်ပြန်လာသဖြင့်တဲပြင်းကိုအမြန်ပြေးထွက်ရသည်အတွေးမမနဲ့နော်အမေဒေါက်ခက်ခန့်ငိမ့်နေပန်ကြီးဆိုပြီးတော့လေတတရားယူလိုက်ပြီသိလားနော်အမေဝင်းအပြင်ထိလွင့်ပြန်လာတော့အမေကြီးဆဲတန်ကြောင့်ငိမ့်ဝေအော်နေရင်းကရွာလေးကကုံစုံဆိုင်ကိုအမြန်ပြေးလိုက်သည်ကြားနေလျင်အမေတာယာနာပြောပွဲဆဲတန်များကိုထပ်ကြားနေရအောင်မီသူအမေကပါဇက်ကျမ်းပေမဲ့စိတ်တဘောအလွန်ဖြူသူမို့ငိမ့်ဝေကအစဲခံရိုက်ခံပြီးအမေကိုဆိုစလိရှိသည်ကြောကောအောင်ရိုက်ပဲခံရအယိုးကွဲအောင်ထုပဲခံရငိမ့်ဝေတို့ကအစနောက်မပြတ်ပါရွာလေးကဘုံကြီးတို့ကုန်းဆောင်ဆန်းရောက်တော့ငပိ90ရန်ထုတ်လောက်ပြုတ်ဘုံဆောင်မတစ်စိမ့်နော်အချုံမုတ်လည်း90ရန်ပြီးအောင်ရှော့ဒီမှာပိုတဲ့တရားဘာယုံမလဲငိမ့်ဝေညအတွက်ဇီးတို့လေးဘာလေးဝယ်ရမလားစဉ်းစားရင်
ဆိုင်တွင်ချိတ်ထားသည့်မုံအတွဲများကိုမျက်စိကစားလိုက်သည်ထိုချိန်သူ့အနောက်နားမှကလေးတန်ကြီးကြီးလေးထွက်ပေါ်လာသည်ကိုငင်းဝေငင်းဝေလှည့်ကြည့်လိုက်တော့ထုံးစံအတိုင်းသပင်ကိုခေါင်းလိမ့်စီဖြင့်ပြီးနေအောင်ဖိထားပြီးတနက်ခါအဖြစ်နဲ့150တန်းအကျွေးရှင်လေးကိုတွေ့လိုက်ရသည်လက်လေးထဲမှာလဲတောအိမ်ချင်းပန်းကလေးကအပြည့်ပေါ့ဟေးကျွန်းစောအကျွေးရှင်လေးတော်သေးရပေါ့ကိုငင်းဝေမှတ်မိနေလို့ဒီနေ့ဆို2ရက်ရှိပြီနော်ကြုံမှတ်ထားတာကျုပ်ကကြီးတော်စီသွားတောင်းအောင်မှတ်နေတာမှတ်မိပါတယ်ကွာမင်းကလည်းပိုရာပြန်လိုက်တော့ဘာမှမယူတော့ဘူးလာတွားရင်ပြောကြတာပေါ့ကွာကျွန်းစောကောင်းငိမ်ပြပြီးလက်ထက်ကတောအင်ဂျင်ပန်းလေးတွေကျွေနေသေးလားကြည့်လိုက်သည်ဒီကနေ့အဘကတော်ရဲထင်းခုတ်သွားရင်တောအင်ဂျင်ပန်းတွေဖျားကပ်ဖို့အများကြီးခိုးလာရာမမစိမ့်ကိုပေးခြင်းသည့်အတွက်လက်နဲ့တပွေကြီးယူလာမိသည်အနံ့လေးကမွှေးမွှေးလေးနဲ့အပွင့်အဖူးလေးတွေကပန်းရောင်ရဲရဲလေးပင်မို့မမစိမ့်လင်တွေအများကြီးပိုကြိုက်ရင်ကောင်းပြီရှော့ဒီမှာတရားကျန်တဲ့90ကိုနောက်ရက်ထိဆောင်ဟုတ်ပြီလားကိုကြီးငင်းဝင်ရလေဗျာ150တွေကိုနိနိညာညာရွှေ့နေတော့ပဲဟာမင်းမသိလို့ဒီတရားတော်ငါအစဲခံပြီးတောင်းထားတာကွာဟင်ဟုတ်လားကျုပ်မေဆိုရင်လေနေ့တိုင်း100ပေးတယ်အမေကြီးနဲ့အဖကလည်းကျုပ်ကို90ပေးတယ်ကျုပ်ကတစ်နေ့ကို150ရတယ်ဗျကိုကြီးငင်းဝေဘွားကလည်းတနာစရာရဲ့ဗျာပတ်စံရအောင်တခြားຢာတဲ့ဘာနေစားမလိုက်ဘူးလားကျုပ်အမေကိုလေကိုကြီးငင်းဝေကိုခေါ်ဖို့ကျုပ်ပြောပြရမလားငင်းဝေထိုးစကားတက်သည့်ကမြင်းကောင်လေးဤထိတ်ကိုနာနာလေးထုလိုက်ချင်းမတော့လေကလေးကတော့ပြန်တနာနေသည့်သူ့ဘဝအတွက်နာကျင်သွားရသည်မရပါဘူးကွာငါလည်းရှားရီကိုစေကလောက်ရှိတာပဲကိုပိုင်လုပ်ငန်းဖြစ်နေတော့လိုအားကမရဘူးလေအမျက်ဝင်နဲ့အရင်နှိမှန်သမျှငါအဖေတော်အငွေ့ရှူရတာမဟုတ်ဘူးကွမင်းပြောလဲပြောခံရတော့မှာပဲကျွန်စောအောင်ရေဒါဆိုလဲ90ကိုမပေးနဲ့တော့ကိုကြီးဟာကျုပ်မယူချင်တော့ဘူးကိုကြီးငင်းဝေကိုကျုပ်ကမဟုတ်ဖို့ပေးရနော်ကလေးကတော့ပြန်တနာပြီးအကျွေးမယူရတော့ပဲသူ့ဘဝကိုငင်းဝေတနာသွားရတယ်လို့လက်ထဲကငပိတုတ်ကိုအတာဖြစ်ရင်နဲ့မင်းမစိမ့်စီကိုပန်းလာပေးရလားမြန်သွားပေးလိုက်တော့ငါအမိထပ်မစိမ့်ငါလည်းသွားပြီနော်ကျွန်းစောကောင်းကြီးပြလိုက်ရင်ပန်းတွေကိုထက်ကြည့်လိုက်ခါမျက်နှာတီးလေးဖြင့်မစိမ့်စီအမြန်သွားသည်ကြက်ပေါင်ဖက်နှက်လေးနဲ့ဂျင်းပေါင်းမီအတူဖင်းကက်ကလေးကလိုက်ဖက်စွာဖြင့်ပန်းနံတင်တော်နေသည်မျက်စိရှိကရှိတ်သိမ်းပြီးသောပဲစင်းကောင်လေးကိုကြည့်ပြီးနောက်ရေကိုခတ်သက်သက်ချိုးလိုက်ခါမမောင်ငင်းရွာကိုအရောက်သွားဖို့ညံလင်းထဲပြင်ဆင်လိုက်သည်ဒီနေ့ကနေနောက်ထပ်တနည်းကနေထိရွာရဲညကင်းကြတာမို့မသွားခြင်းလဲသွားရပေဦးမည်နေကင်းကအမလာပို့ထားတဲ့ထမင်းတို့ကိုဖြီးစားလိုက်ရင်အမမှားသွားသည့်စကားကိုပြန်ကြားရအောင်တော့ဆက်စားလို့မရတော့ပါနင်ဒီလောက်ထိမာနမထားနဲ့ကိုမိဘကိုကောင်းစီစဉ်လို့စီမံတာတွေကြီးပဲဘာမဟုတ်တာလေးနဲ့မိဘကိုမခေါ်နိုင်မပြောနိုင်ဖြစ်မနေပါနဲ့ကြားလားအဘကလေနင်ကိုခဏခဏမင်းနေတယ်ငါလေကလေးတစ်ဖက်နဲ့ဆိုတော့လေတဲမှာအမြင်မနေနိုင်တာမဟုတ်ဘူးတဲကိုပြန်လာခဲ့ပါတော့ဟာသူတို့စိတ်တိုင်းကဒီရွယ်ထိနေပေးခဲ့တဲ့သူကိုအတင်းအကျပ်အိမ်အောင်ချပေးချင်တာလေသူတို့ပဲထို့ထိညံလင်းထဲလဲမငင်းသေးပါလက်ခံသေးဤဒါနဲ့မကျင်တတ်သေးပဲလူချင်းတွေ့ပြီးစကားစမြည်ပြောဆိုတော့လေသူပြောခဲ့ပါသေးသည်မိဘတွေသဘောတူပေးစားလို့ယူကြရတဲ့သူတို့ကြားမှာသမီးရှင်ဘက်ကဘာတွေကိုမျှော်လင့်နေလဲဆိုတာညံလင်းရှင်မသိပါသိလည်းမသိချင်ပါကျုပ်ကိုညံချစ်နိုင်လားယင်ထို့သောရှောက်ဝဲမေးလာသောစကားကိုမလိမ်မညာပဲအမှန်တိုင်းဖြေပေးသည့်သူကသာအပြစ်ဖြစ်ခဲ့ရပြန်သည်မိဘတွေပေးစားလို့ယူဖြစ်တာပဲချစ်တာမချစ်တာအရေးကြီးလားကျုပ်တော့အရေးကြီးရယ်ဖြေပေးပါအမှန်တိုင်းပြောရမယ်ဆိုရင်လေကျုပ်ခမရကိုချစ်လာလိမ့်မယ်လို့မထင်ဘူးဗျဖောက်ပြန်တာတွေခွေးဆက်ခင်းတာတွေကျုပ်လုံးဝမလုပ်ဘူးလို့လည်းဂရုပေးနိုင်တယ်အဲ့ရတော့ဂရုတင်ပေးနိုင်ဘူးဗျနောက်ယူပြီးသွားရင်တော့ကိုညံကျုပ်ကိုချစ်လာမှာပါတော့ခမရပေါ်လေကိုနှမလေးလိုအပ်လွင်ဘာစိတ်မှရှိမလားထင်တယ်ကျုပ်ကအခုချိန်นี้ဘယ်မင်းကလေးကိုမှစိတ်ဝင်စားတဲ့ကောင်ကြိုက်ခဲ့တဲ့ကောင်လည်းမဟုတ်ဘူးလေဗျာကိုညံ့စကားမင်းမ
ဘယ်လိုကြီးလဲခမရနားလေခြင်းတို့နားလေလို့ရပါတယ်စူးစူးရဲရဲကြည်လာသည့်မျက်ဝန်းများကမာနအပြည့်ဖြင့်အဲ့ဒါဆိုကျုပ်ကိုဘယ်လို့မှမချစ်နိုင်ဘူးပေါ့ဟုတ်တယ်ဒါဆိုရင်တော့ကျုပ်ရှုံမယူနိုင်ဘူးဒီကိစ္စကိုကျုပ်ဘက်ကညင်းတယ်ဟုတ်ပြီဒါတော့ခမရသဘောပဲလေထိုကိစ္စကြောင့်စိစက်ပွဲပြတ်သွားပြီးတော့မိန်းကလေးရှင်ဘက်ကခါခါတီတီညင်းဆိုသည့်အပြင်ရွာထဲမှာပါတခြားသတင်းတွေရှောက်လင်းသည်ထိုကိစ္စကြောင့်ပဲအမေကသူ့ကိုအပြစ်တင်ပြောဆိုပြီးသူတို့စီးစင်းသည့်ကိစ္စမိဘကလက်နဲ့ရေးတာကိုခြေနဲ့ဖြတ်တဲ့အကောင်ဆိုပြီးကျိန်းမောင်းရောညံလင်းထဲလဲဒေါသထွက်ပြီးပဲစင်းကုန်ခင်းတွေကရှားရီတင်းမှလာနေဖြစ်တာပေါ့ထို့ထက်ပိုပြီးတော့နက်နေတဲ့အကြောင်းပြချက်တွေရှိသေးတော့လဲညံလင်းထဲထုံမပြောခြင်းထို့အပြင်အမိဘက်ကခါခါတီးတီးပြောဆိုနေတော့ဒေါသထွက်ပြီးပြန်ပြောမိမှစိုးသဖြင့်ညံလင်းထဲထိုတဲကိုမပြန်ဖြစ်ပါစားရတောက်ရအစင်မပြေမှစိတ်ပူသောအမကပဲထမင်းတို့လာပို့လေရှိသည်အဘကတော့တခါတလေသူ့စီလာထိုင်မို့အမေကိုစိတ်မကွက်ဖို့နဲ့သူ့စိတ်နဲ့ဆိုလျင်တယောက်တည်းအထီးကျန်နေပြီဆိုလို့အတင်းကျပ်လောက်ရတာပါဟုဖြောင်းဖြာလေသည်ညံလင်းထဲစိတ်ကရှင်းပါသည်ကိုကဂတိမပေးနိုင်သည့်အရာတွေကိုခေါင်းမခန်းခြင်းသလိုဘယ်အရာကိုမှလည်းဂတိမပေးခြင်းပါထို့ကြောင့်တခါတည်းပြက်ပြက်သားသားညင်းဆိုခြင်းပေါ့အခုချိန်ထိပြက်ပြက်သားသားညင်းဆိုခဲ့လို့လဲသူ့ကိုဘယ်သူနဲ့မှအဆင်မပြေဒေါသကြီးသည့်လူကွာစာဟုမိသားစုဝင်တွေကတော့တတ်မှတ်ထားလိုက်သည်လူတွေ၏အမြင်ပေါင်းကအလုံးကိုကျင်းလာသည်သူတို့တတ်မှတ်ထားသည့်ဘောင်အတွင်းနေတတ်သည့်ပြုတ်ငူတတ်တဲ့လူတွေကိုပဲအဆင်ပြေသည်ဟုတတ်မှတ်ထားသည်ထို့ကြောင့်သူ့လိုလူပေါင်းအတွင်းကကြောထွက်နေသည်မှာမဆန်းတော့ပါဘူးအပိုင်း1ပြီးပါပြီခင်ဗျာ